အားလုံးပဲမင်္ဂလာပါရှင်ချီလီကချန်ပစ်မှာကြိုဆိုပါရနော်ဒါလေးကတော့မမင်းပြထားတဲ့အတိုင်းငပုတ်တင်ခြင်းပေါ့နော်ကိုယ်တိုင်လုပ်ထားတဲ့ငပုတ်တင်ခြင်းကိုမင်းကထမင်းနေဖယ်ပြီးတော့ရေလေးအနေတော်လေးအသားအရဆေးပေးလိုက်တယ်မမီတို့ကထမင်းနေနဲ့သုံးမယ်ဆိုလဲရတယ်ငပုတ်တင်ခြင်းလုံနည်းလေးကလည်း page ထဲမှာရှိပါတယ်သိချင်သူများရှိရင်လည်းဒီလိုမျိုးငပုတ်တင်ခြင်းကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင် comment လေးမှာပြောပေးပါမမင်း link လေးကို comment လေးမှာပြန်ချပေးပါမယ်ရှင်ငပုတ်တင်ခြင်းလောက်ထားတဲ့ငပုတ်တင်ခြင်းကိုမင်းကရေဆေးထားပြီးရင်ခုလိုမျိုးခက်ကြီးကြီးလေးတွေပိုင်းဖြတ်ပလိုက်ပါတယ်ဒီမှာတော့ငပုတ်တင်ခြင်းကိုကြည့်ပါလုံးဝအသားကဒီမှာမာနေတယ်ဒီတိုင်းလေးပဲပေါ့နော်အသားကဒီပေါ့နော်ပြဲသွားတာမျိုးပါမရှိဘူးဒါက6ရက်ထားထားတာနော်ကဲဒီလိုမျိုးခက်ကြီးကြီးလေးပိုင်းဖြတ်ပေးပါတယ်အတုံးကြီးကြီးလေးဖြတ်ပြီးရင်တော့ကြံတဲ့ဒီအလေရိုးနဲ့ခေါင်းတွေကတော့မင်းငကိုတွေကအချင်းတိတ်ခရဲကဖြတ်ထားပြီးသားမို့လို့ဒီအသားအလွှာကိုပဲအတုံးလေးတွေမင်းလိပိုင်ဖြတ်လိုက်ပါတယ်ရှင်ဒီလိုပိုင်းဖြတ်ပြီးရင်တော့မင်းတို့ဒီငပုတ်တင်ခြင်းကိုချက်ဖို့အတွက်ပြင်ဆင်ကြမယ်နော်ငပုတ်တင်ခြင်းချက်ဖို့အတွက်ကတော့တခြားပစ္စည်းတွေများများဆဆမလိုပါဘူးဒီငပုတ်တင်ခြင်းတန်းမှာထည့်ဖို့စီတက်ဖို့အတွက်ကြက်သွန်ဖြူနီပြီးရင်တော့ဒါကတော့ရှမ်းနံနံပါအိမ်မှာရှမ်းနံနံရှားရှားပပရထားလို့ပေါ့နော်ဈေးဆိုင်ရလေးရှားရှားပပရှမ်းနံနံလေးရထားလို့ရှမ်းနံနံထည့်မယ်ဒါကတော့ကလိဖြတ်ထားတဲ့ငပုတ်တင်တွေကိုမင်းတို့ဒီစားနဲ့sorry ပါစနွင်းလေးပဲထည့်တယ်ပေါ့နော်အချင်းထဲမှာစားထည့်ထားပြီးသားမို့လို့စနွင်းတစ်မျိုးလေးကိုပဲထည့်ပြီးတော့နှင်ထားတယ်အိုးထဲမှာစီထည့်လိုက်တယ်စီပူလာတာနဲ့ကြက်သွန်ဖြူနီကိုထည့်ပြီးတော့စီတက်ပြီးပါမယ်ငပုတ်တင်ခြင်းဟင်းကဒီရှမ်းနံနံနဲ့မှမဟုတ်ဘူးပေါ့နော်ပင်စိမ်းနဲ့မှအလိုက်ဖက်ဆုံးပါမင်းကအိမ်မှာအလွယ်တကူပင်စိမ်းကဝယ်ထားတာမရှိဘူးဒါကြောင့်မလို့ရှမ်းနံနံကလည်းအိမ်မှာရှိနေတယ်ဝယ်ထားပြီးသားဖြစ်နေလို့ရှမ်းနံနံနဲ့ချက်မယ်ဒီမှာစီတက်တဲ့ထဲမှာစနင်းလေးအနေငယ်ထည့်တယ်မြုပ်သည့်အယောင်တင်မှုန့်လေးကိုလည်းအနေငယ်ထည့်ပြီးမယ်ဟင်းနှစ်ထဲမှာအရသာရှိဖို့စားလေးကိုလည်းနည်းနည်းထည့်တယ်အရသာမှုန့်လေးလည်းနည်းနည်းထည့်တယ်ပြီးရင်တော့ဒါလေးကိုတေချာလေးမှွေပြီးရင်တော့အနှံ့လေးမှွေပြီးတော့စိမ့်နှံ့ပြောက်သည့်အထိမင်းတို့စီတက်ထားပြီးပါမယ်ရှင်စီတက်ထားတော့မှဒီတဲကိုရေလေးနည်းနည်းလေးထည့်မယ်ချက်သွန်အနှစ်လေးတွေတည်သွားဖို့အတွက်ကိုရေလေးနည်းနည်းထည့်ပြီးတော့အခုလိုလေးတိုင်းစီတက်ပြီးရင်လည်းဒီလိုအနေထားလေးစီပြန်လာလိမ့်မယ်ဒါဆိုရင်တော့အသင်စနွင်းနဲ့ထားတဲ့ငပုတ်တင်ချင်လေးတွေကိုမင်းတို့ဒီထဲကိုထည့်ပေးလိုက်မယ်ထည့်ပြီးသွားရင်တော့အသားရလေးခဏလောက်မှွေပြီးမယ်ဒီဟင်းကထမင်းစားလို့အရမ်းမိန်နေရှင်ဒါလေးချက်ထားပြီးရင်လေကိုစိတ်ကိုမနှဲထိန်းထားရတယ်ပေါ့နော်ထမင်းကိုလေနှစ်ပကံသူကလေနှစ်ပကံတောင်ဘလို့ကုံဝမ်းမသိဘူးအရန်နေထက်စားခြင်းတယ်ပေါ့နော်မနှဲပရိအုပ်နေရတယ်ရှင်ကိုစိတ်ကိုဟဲသုံးပကံဖြစ်တော့မယ်ပေါ့နော်ကြံလို့ရှိရင်နောက်ရက်ထက်စားပါမယ်လေဒီမှာပဲ store လိုက်တော့မယ်လေဒီလိုနဲ့ပဲစိတ်ကိုမနှဲပြန်ထိန်းနေရတယ်ရှင်ကဲဒီလိုမျိုးတေချာလေးပေါ့နော်ဒီအနှစ်နဲ့ဒီငါးလေးတွေနဲ့ငပုတ်တင်ခြင်းလေးတွေကိုတေချာခုလိုမျိုးတစ်ဖက်တစ်ချက်စီနည်းနည်းလေးတင်းလာသည်ထီးရေမတဲ့သည်ပဲနဲ့ခုလိုမျိုးစီတက်ထားပြီးရနော်ငါးသားလေးတွေကိုဒီမှာတေချာစနေတကြဒီမှာစီလေးလှုပ်လိုက်တယ်အရန်လဲထိုးမမှွေပါဘူးနော်ဒီလိုနေထားလုပ်ပြီးပြီဆိုတော့မှမင်းကရေကိုငါးသားလေးတွေဒီမှာမြုပ်သွားတဲ့အထိငပုတ်တင်ခြင်းလေးတွေမြုပ်သွားတဲ့အထိရေလေးကိုထည့်ပေးလိုက်ပါတယ်ရှင်ပင်စိမ်းတွေကတော့အမြဲတမ်းမင်းရဲ့ဒီငပုတ်တင်ခြင်းချက်နီးမှာပင်စိမ်းနဲ့ပဲသုံးပြီးချက်ပါတယ်ဒီခေါက်တော့ပင်စိမ်းကဈေးဆိုင်တွေမှာမရှိတော့မွေထားဘူးပေါ့နော်ရှမ်းနံနံကတော့ရထားတာမို့လို့ရှမ်းနံနံတွေဝယ်ထားပြီးအလဟတ်သက်ဖြစ်မှာဆိုလို့ရှမ်းနံနံထည့်ချက်ပါတယ်ဒီလိုမျိုးကောင်းကောင်းလေးအရေးထည့်ပြီးတော့ပွက်လာပြီးရင်တော့ဒီမှာငြုတ်သီးစိမ်းလေးတွေကိုထချမ်းချမ်းပြီးတော့ဒီထဲမှာထည့်ပေးမယ်ငြုတ်သီးစိမ်းလေးထည့်လိုက်ပြီးဆိုလိုက်တာနဲ့ဒီငါးနဲ့ဒီငပုတ်တင်ခြင်းပေါ့နော်ငပုတ်တင်ခြင်းလောက်ထားတဲ့အနှံ့လေးနဲ့ဒီငြုတ်သီးစိမ်းနဲ့ထိသွားပြီဆိုလေအရန်ကိုမှုေးတက်လာတာသိလားဒီမှာငါးသားလေးတွေမကြေရအောင်လို့ဒီမှာဒီငါးတွေကလုံးဝမကြေပါဘူးเนาะအတုံးလိုက်လေးတွေမင်းဒီမှာတုံးထားတဲ့အတိုင်းအတုံးလည်းမပြတ်ဘူးဒီလိုမျိုးအသားအရာလေးတွေတစ်ဖက်တစ်ချက်စီကိုလှန်ပြီးတော့ချက်ပေးလို့ရတယ် ဒီ
ဒီမှာဒါလေးကတော့လုံးဝပင်စိမ်းကမွေထားဘူးကိုကပင်စိမ်းမထည့်ရလို့ရှိရင်စိုက်ကိုလိုဖြစ်နေရဆိုတော့လေအိမ်မှာရှိတဲ့ပင်စိမ်းအပင်လေးရပဲပင်စိမ်းအရွက်လေးတွေခူးပြီးတော့နည်းနည်းရအောင်ထည့်ပါဦးမယ်ဒီမှာရှမ်းနံနံနေရလေပင်စိမ်းပဲထည့်လိုက်လေရတယ်နော်ဒါပေမဲ့မင်းဒီမှာကြည့်ရှမ်းနံနံနေရလေအိမ်မှာဝေထားတယ်လုံးဝအလကားဖြစ်သွားမှာဆိုလို့လေရှမ်းနံနံတွေကိုလည်းမြင်းမြလေးအုပ်ချတယ်ရှမ်းနံနံကတော့မင်းအရန်ကြိုက်တယ်ပေါ့နော်ရှမ်းနံနံအဖက်ကလေးတွေကိုအရန်ကြိုက်တာမို့လို့ရတုံးလေးမင်းဒီမှာထည့်ချက်ပါတယ်ပုံမှန်ကတော့မိမိတို့ကပင်စိမ်းရရင်ပင်စိမ်းပဲထည့်ချက်ပါရှင်မင်းကဒီမှာရှမ်းနံနံအုပ်လိုက်တယ်မများလေးအုပ်ပြီးရတယ်မင်းအပင်ကခူးထားတယ်ပင်စိမ်းအနှဲငယ်ကိုလည်းဒီမှာထပ်အုပ်လိုက်ပါတယ်ရှင်ပင်စိမ်းလေးနဲ့ဆိုရင်လေအနှံ့လေးအရန်ကိုပုံမှုတယ်ရှမ်းနံနံနဲ့လည်းကောင်းပါတယ်ရှမ်းနံနံနဲ့ကြတော့မင်းကအဲ့ရှမ်းနံနံအဖက်တွေယူစားတာပေါ့နော်ကြိုက်လို့လေကဲဒီမှာကြည့်ပါဦးအရန်မှုတယ်နော်အဲ့ဒီအချိန်မှာအရန်ကိုဘိုက်ထဲမှာစားတာငပုတ်တင်ခြင်းအနှံ့လေးကအရန်ကိုဆွဲဆောင်တာရှင်ဒီမှာတော့အတုံးလေးတွေမပြတ်ဘူးဒီရောင်းမလေးကလေသူကတိတ်ပြီးတော့ကလော်လို့မပါဘူးပေါ့နော်မလို့ရှိရင်သူကတိတ်ပြီးတော့ဇွန်းလိုမျိုးခတ်လို့မရဘူးပေါ့နော်သူကဒါပေမဲ့ချက်လို့ပြုတ်လို့အရန်ကိုကောင်းပါတယ်ဒီမှာငါးလေးတွေကိုဒီမှာအကြက်ညီပြီးတော့အတုံးမပြတ်ဖို့အတွက်ကိုခုလိုမျိုးလေးတွေတစ်ဖက်တစ်ချက်စီလှည့်ပြီးတော့ပဲချက်သွားပေးတယ်ပင်စိမ်းနဲ့ရှမ်းနံနံလေးရလေဒီမှာအနှဲငယ်နွန်းလောက်ပြီးကိုလိုချင်တဲ့ဒီအနေထားလေးရပြီဆိုရင်တော့မိပေးလို့ရပြီဒီမှာဟင်းကိုလုံးဝခြောက်သွားအောင်စီပြအောင်ချက်လို့မရဘူးငပုတ်တင်ခြင်းဟင်းကအရည်လေးနဲ့ငှက်ထားပြီးတော့ချက်ရပါတယ်ဒါမှထမင်းစားတဲ့ခါကျရင်လေသူ့အရည်လေးနဲ့အတုအမြုံလေးမပြောရနဲ့ပြောရင်လည်းပြန်စားခြင်းလို့လေအဲ့လိုဖြစ်လာတာပေါ့နော်ကဲဒီမှာသူ့ဟာလေအဲ့လိုမျိုးဒီမှာနော်ငါးသားအတုံးလိုက်ပဲနော်လုံးဝမကြေသွားခြင်းမရှိဘူးလုံနီးလေးကိုလည်းမင်း page ထဲမှာတင်ထားတယ်ငပုတ်တင်ခြင်းလုံနီးသိကျင်သူများက comment လေးမှာမင်းကိုတစ်ချက်တော့ပြောပေးပါမင်းက link လေးပြန်ချပေးပါမယ်ရှင်ကဲဒါဆိုရင်ဒီလိုမျိုးအရေးလေးအနေငယ်နဲ့မင်းထားပါမယ်ဒီမှာဒါကတော့စားဖို့ပြင်လိုက်ပြီပေါ့နော်ချက်ပြီးရတယ်စားတော့မယ်မရတော့ဘူးဖိုက်ကစားနေပြီအနှံ့တွေကအရင်ဆွဲဆောင်နေပြီပေါ့နော်ကဲဒီမှာဒီလိုမျိုးငပုတ်တင်ခြင်းကိုဒီလိုအရေးလေးကိုထမင်းနဲ့နေပြီးတော့အတုအမြုပ်စုံစုံလေးနဲ့စားမယ်ဆိုရင်လေထမင်းစားလို့အရမ်းမိန်နဲ့မင်းပြောတာမယုံမရှိနဲ့နော်ငပုတ်တင်ခြင်းကိုယ်တိုင်လှုပ်ပြီးတော့အခုလိုလေးတိုင်ချက်စားကြည့်နော်ဒီမှာတရက်သီးမချစ်စုလေးဝင်းအောင်လေးတွေလည်းပါတယ်ရုံးပရိသီးလည်းပြုတ်တုတ်ထားတယ်မုံလာဥနီလေးလည်းပါတယ်တခွားသီးလည်းပါမယ်ရှင်နောက်တစ်ခုကတော့အိမ်မှာမရှိလို့ပါမုံလာဥအဖြူကိုပြုတ်ပြီးတူရင်ဒီဟင်းနဲ့ကအလိုက်ဖက်ဆုံးပါပဲရှင်ကဲမင်းပြောသလိုမျိုးဒီလုံနီးလေးတိုင်လုပ်ပြီးတော့ခုလိုလေးတိုင်လိုက်ပြီးတော့ချက်စားကြည့်ပါဦးရှင်ဗီဒီယိုလေးတွေကိုစုံတိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်